အလူပွဲတညမောင်ဆုံးသွေးကြတော့တနည်းနဲ့တညတော့တွေ့ခဲ့ရတာမိဖုရားသူမောင်ရှင်မောင်မောင်မရေရတော့ဘဝကွယ်အခုမှခက်တယ်တခုတရားရှက်တွေတိုင်ရောစီညီမလေးရဲ့ကွယ်ပြန်တော့မေကွယ်နှုတ်စခီပြန်တော့မေညီမလေးတို့ကိုလိုတော်တော်ဘွားတွေကအလူပွဲပြီးပြန်ရတာမှတ်တာပါပဲကွယ်နောက်ရက်ဒီနောက်နေ့ဒီမှာလူပွဲများဖိတ်လို့ရှိရင်ကိုတို့တွေရောက်လာခဲ့ပါပဲတတိတာတွေ့ခဲ့ပြီကိုယ့်ရဲ့ရင်ထဲမှာတော့ဘောဝစာပေးလို့မရနိုင်ပါဘူးဒီဟာတို့လေးရဲ့ဘာသာမလေးရဲ့ရင်ထဲမှာတော့ဒီဟာတို့လေးကိုပြီးမရပါဘူးကိုတို့ဘာသာမရဲ့ပြန်တော့ပဲညီမလေးကိုနှုတ်ဆက်ခဲ့ပါလေ